မင်္ဂလာပါရှင်ဒီနေ့မှာတော့မိတောင်တစ်ခုကြောင့်မြေကြီးအောက်ကိုတဝက်တစ်ပြက်နှိမ့်မြုပ်သွားခဲ့ရတဲ့ပွန်ပေမြို့အကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ပွန်ပေမြို့ဟာမြေကြီးအောက်မှာတဝက်တစ်ပြက်နှိမ့်မြုပ်နေတဲ့ခေတ်ဟောင်းရောမမြို့တော်တစ်ခုဖြစ်ပြီးတော့ဒီနေ့ခေတ်မှာတော့အီတလီနိုင်ငံကမ်ပါနီယာဒေသအတွင်းနေပယ်မြို့အနီးမှာတည်ရှိပါတယ်AD 89ခုနှစ်ကဘီဆူပီယက်မီတောင်ပောက်ကွဲရမှပွန်ပေမြို့နဲ့သူရဲ့ညီမမြို့ဖြစ်တဲ့ဟာဂျူလေနီယမြို့တို့ပြက်စီးပြီးမြေအောက်မှာနှိမ့်မြုပ်သွားခဲ့ပါတယ်။မီတောင်ပောက်ကွဲမှုကြောင့်ပွန်ပေကို4မီတာမှ6မီတာထိထူထပ်တဲ့မီတောင်ပြများအတွင်မှာနှိမ့်မြုပ်သွားစေခဲ့ပါတယ်။ဒီမြို့ဟာနှစ်ပေါင်း1500ကျော်မြပျောက်ဆုံးနေခဲ့ပြီး1596ခုနှစ်မှာမတော်တဆပြန်လည်တွေ့ရှိခဲ့ပါတယ်။ဒီချိန်ကစာပြီးမြို့ဟောင်းကိုတူဖို့ခြင်းကြောင့် Roman Empire ထိပ်ဆုံးလို့ရောက်နေတဲ့အချိန်ကမြို့ပြရှိလူနေမှုဘဝကိုအသေးစိတ်ထထဲဝင်ဝင်သိခွင့်ရခဲ့ပါတယ်။အဖြစ်ဆိုးမဖြစ်မီကပုံပေဟာတာမန်မြတာဖြစ်ပါတယ်။တောက်ပါတဲ့နေပဲပင်လုံးအော်အနီးမှာတည်ရှိပြီးလူပေါင်း12000ခန့်နေထိုင်တဲ့ရောမမြို့ကြီးတစ်မြို့လည်းဖြစ်ပါတယ်။လမ်းတွေမှာခရီးသွားတွေကုန်သည်တွေနဲ့စီကားနေခဲ့ပါတယ်။စားတောက်ဆိုင်တွေပြည်တစားတွေနဲ့ဖျော်ဖြေတဲ့နေရာတွေလည်းရှိခဲ့ပါတယ်။ခမ်းနားတဲ့အိမ်ကြီးတွေနဲ့အိမ်ငယ်တွေဟာရောမအင်ဂျင်နီယာရဲ့ကျေးဇူးကြောင့်ရည်စည်းရေးလာကောင်းမွန်တဲ့ရည်သည်များနေရရှိခဲ့ပါတယ်။နေရတိုင်းမှာလည်းနေရန်စေးရေးပကြီးတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။မြို့တော်ဟာလည်းစိုက်ပျိုးရေးကုန်သွယ်မှုနဲ့အပျော်ပါးများစွာနဲ့စီကားတိုးတက်ထွန်းကားခဲ့ပါတယ်။ပွန်ပေရဲ့ညနေခင်းတွေမှာဆိုရင်ဒေဂီတာနဲ့စားတောက်ဆိုင်တွေကနေအော်ဟစ်တဲ့တွေကိုကြားနေရပါတယ်။ဒါပေမဲ့ဒီလိုစီကားထိုးကားတိုးတက်နေတဲ့နောက်ွယ်မှာအတန်သိပ်ချင်းချောက်မှုတစ်ခုရှိနေခဲ့ပါတယ်။အဲ့ဒါကတော့ Vesuvius မီတောင်မှာဒေသခံတွေကတော့တန်တာရီနဲ့ဒေသန္တရဂုဏ်ယူစရာများရဲ့အရင်မြစ်ဖြစ်တဲ့အခြားလှပတဲ့တောင်တန်းကြီးတစ်ခုလို့မြင်ကြပါတယ်။ဒါပေမဲ့တချို့လက္ခဏာတွေကတော့မြို့ကိုအနေနဲ့ရှိကြောင်းအရေးပြနေခဲ့ပါတယ်။မကြာခဏဆိုသလိုတုံခါမှုတွေကြောင့်မြို့နေလူတွေတုံ့လို့စေပါတယ်။18နှစ်အကြာမှာတော့ငလင်တစ်ခုလုတ်ခဲ့ပြီးပျက်စီးသွားတဲ့အဆောက်အုံတွေကိုပြုပြင်နေစေကာလဖြစ်ပါတယ်။ရောမရဲ့လူနေမှုဘဝကတော့ဆက်သွားနေစေပါ။ဩဂတ်24 AD 89မှာတော့ပွန်ပေဟာပုံမှန်အတိုင်းစတင်ပါတယ်။ဆိုင်တွေဖွင့်တယ်။ oven stain နဲ့ပေါမုတ်အချိုတွေဖုတ်တယ်။ကလေးတွေလမ်းတွေပေါ်မှာစော့ကစားနေတယ်။ကောင်းကင်ကလည်းကြည်လင်နေခဲ့ပါတယ်။မွန်းတဲ့ချိန်လောက်မှာတော့ရုတ်တရက်ကြောင်းမဲ့ဖွယ်ကောင်းတဲ့အတန်တန်ထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့ Vesuvius မီတောင်ကပောက်ကွဲတဲ့အတန်မှာပွန်ပေမြို့သူမြို့သားတွေဟာကြောက်လန့်တကြားပြေးလွှားကြရင်အစိတ်နဲ့ဆာလဖာတန်းငွေပေါင်းစပ်မှုကြောင့်အသက်ရှူတွေကျပ်ပြီးတော့သူတို့ရဲ့အသက်ကိုဆုံးရှုံးခဲ့ကြရပါတယ်။မိုးလင်းတော့အိမ်တွေဖျားเจ้าတွေဖိုရန်နီအလုံးဟာပြာတွေရဲ့အောက်မှာနှိမ့်မြုပ်ခံခဲ့ရပါတယ်။ပွန်ပေဟာစီကားတဲ့မြို့မှာတင်းချိုင်းတစ်ခုအဖြစ်ကိုနာရီပေါင်း20ခန့်ပဲကြာခဲ့ပါတယ်။မိတောင်ငိမ်သက်သွားတဲ့အခါမှာတော့ Vesuvius ဟာရင်တွေငွေတွေနဲ့ဖုံးလွှမ်းနေခဲ့ပါတယ်။ရှင်ဟောင်းသုတေသနပညာရှင်တွေကတော့နောက်ဖေးခန်းတွေလေကားအောက်တွေစပြက်ရည်ကြိုခန်းတွေမှာအလောင်းတွေစုပုံနေတာကိုတွေ့ခဲ့ရပါတယ်။အိမ်မွေးတရိษံတွေအစားအစာတွေနေ့စဉ်သုံးပစ္စည်းတွေဟာလည်းနေရာမှာအေးခမ်းနေပါတယ်။ပွန်ပေရဲ့ခန္ဓာရဲ့အင်ကြီးတွေမှာဆိုရင်ကျုံတွေနဲ့တခင်တွေအပါအဝင်တအိမ်ထောင်လုံးရဲ့ဇာတ်ရုပ်တွေကိုတူးဖော်တွေ့ရှိခဲ့ပါတယ်။ဒီလိုတူးဖော်ရှာဖွေတွေ့ရှိမှုကနေလူဒန်းစားကွာခြားမှုဟာအနည်းငယ်သာရှိခဲ့တယ်လို့သက်သေထူနိုင်ခဲ့ကြပါတယ်။ပွန်ပေဟာနေပေါင်းများစွာကြာအောင်မိတောင်အောက်မှာပဲနှိမ့်မြုပ်နေခဲ့ပါတယ်။ကျင်းစာမိနေတဲ့မြို့အကြောင်းကိုဒေသခံတွေကပြောပြပြီးအဲ့ဒီနေရာကိုရှောင်ခဲ့ကြပါတယ်။1900ခုနှစ်တွေမှာတော့စနစ်တကျတူးဖော်မှုတွေစတင်ခဲ့ပါတယ်။ရှေးဟောင်းသုတေသနပညာရှင်တွေကတော့မြို့တွင်လမ်းတွေနေရန်ကပ်ပကြီးတွေနေရန်ဆေးရေးပကြီးတွေကိုဖော်ထုတ်ပြသခဲ့ပြီးလူသိအလောင်းများစွာတွေကိုလည်းဖော်ထုတ်ပြသခဲ့ပါတယ်။ဒီနေ့အချိန်မှာတော့ပွန်ပေမြို့ဟာ UNESCO ကကမ္ဘာအမွေအနှစ်နေရာတစ်ခုဖြစ်သတ်မှတ်ပေးထားပြီးအီတလီနိုင်ငံမှာရှိတဲ့ခရီးသွားတွေကိုအများဆုံးဆွဲဆောင်တဲ့နေရာအဖြစ်ရှိနေပါတယ်။အခုလိုအဆုံးထိနားထောင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်။